Hello မင်္ဂလာပါကျွန်မ Veronica Fighter တမတယောက်ပါအားလုံးလည်းသိတဲ့လူလည်းသိမယ်မသိတဲ့လူလည်းထပ်ပြီးတော့မိတ်ဆက်ပေးအောင်ကိုယ့်ကိုကျွန်တော် page တစ်ခုကို share ထားရနော်ဒီ page မှာတော်တော်များများအားစားသမားကိုဝေဖန်ထောက်ပြတယ်ဆိုတာထက်သူကလုံးဝကိုစိတ်ဓာတ်အောက်ကျတဲ့အထိ blame နေရတယ်ကျွန်တော်တွေ့နေရတယ်တော်တော်များများကျွန်တော်ဖတ်ရနော်ဆိုတော့ကျွန်တော်ပြောချင်တာကလေကျွန်တော်တို့အားစားသမားလေးလွယ်လေးနဲ့ဒီနေရာကိုရောက်လို့မရဘူးပေါ့နော်ပြောချင်တာသူတို့ကပရိသတ်ရှိမှနေတို့ကရှိတာပရိသတ်ရှိမှနေတို့ဒီလိုလုပ်နေရတာဆိုတာအဲ့ဒါကြီးကအများအားအပြောခံနေရတယ်ကျွန်တော်တို့ဘဝဆိုတော့ပြောချင်တာပရိသတ်မရှိခင်ကတည်းကကျွန်တော်တို့ကြိုးစားလာခဲ့တာတွေရောအဲ့ဒါဘယ်သူမြင်လဲကျွန်တော်တို့1 2မထိုးတတ်ခင်ကတည်းကငါးနည်းရဲ့ပရိသတ်ပါဆိုဘယ်သူကကျွန်တော်တို့သွားပြောပေးဘူးလေကျွန်တော်တို့ရဲ့ကြိုးစားတာလေကျွန်တော်တို့ကြိုးစားမှုကြောင့်လည်းဒီဓာတ်ပါလာတယ်လေပြီးတော့ပရိသတ်ရဲ့အားပေးမှုကြောင့်လည်းကျွန်တော်တို့ထပ်ပြီးတော့ခွန်အားတွေရရှိလာအဲ့ဒါတော့အမှန်ပါပဲပရိသတ်ကိုလည်းစော်ကားလို့စိတ်လည်းမရှိဘူးเนาะဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်မြန်မာအားစားကိုတမကိုဘဒုမဆိုအဲ့လိုဝေဖန်ကျွန်တော်မကြိုက်ဘူးဘာဖြစ်ဆိုကိုကိုရိုင်းလည်းခံစားရတယ်ကိုကိုရိုင်းလည်းဝင်ထိုးခဲ့လို့အဲ့ဒါတွေကိုဒီအားကစားလောကကိုကောင်းတိလို့ကျွန်တော်အဲ့လိုမျိုးစိတ်တူတာသိလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစားသမားမြန်မာကစားသမားတွေကတကယ်သနာစရာကောင်းတယ်ဘာလို့လဲဆိုတော့သူများနိုင်ငံတွေကလေငဲငဲကြတဲ့၃နှစ်ကြတဲ့တက်ကနေတွေနဲ့တင်လာခဲ့တယ်ဘလို့စားတောက်ရမလဲသူများသိတယ်ဘလို့ဝိတ်ချရမလဲသူများသိတယ်နီးပြရနဲ့ဘလို့ဆေးဆရာဝန်နဲ့လည်းသူများသိတယ်ကျွန်တော်တို့မြန်မာအားစားသမားဓာတွေကဘယ်သူမှညှို့ပေးမလို့မရှိဘူးသိလည်းမသိဘူးအကုန်လုံးကလေပြောချင်တာမြန်မာအားစားသမားအားလုံးကလေစိတ်ဓာတ်ကြောင့်ရဲ့စူးစမ်းမှုကြောင့်စိတ်ဓာတ်ကြောင့်ဒီလိုနေရာရောက်တာတခါလေကျွန်တော်မေးအောင်မယ်တို့အားစားသမားကိုအားပေးတယ်ဆိုတာအနိုင်နဲ့ရှုံးပဲအားပေးတော့လားသို့မဟုတ်ရင်အားစားသမားရဲ့အားနဲ့ရှက်ကိုပဲလိုက်ရှာပြီးတော့အားပေးနေရလားလူတယောက်အားစားသမားအကြောင်းတကယ်နားလဲဆိုအနိုင်နဲ့ရှုံးပဲအားပေးနေရမှာမဟုတ်အားစားသမားဘလောက်တယောက်ကဘလောက်ထိဒီပွဲမှာသူဘလောက်ထိစူးစမ်းနေဘလောက်ထိရုန်းကန်နေသူဘလောက်ထိစွမ်းဆောင်နိုင်လဲဆိုတာသူများအဲ့ဒါပဲကြည့်ရဲသူများအနိုင်ရှုံးနဲ့မတတ်မှဘူးကျွန်တော်မြန်မာကကျတော့တော်တော်များများအနိုင်အရှုံးကိုပဲကြည့်ပြီးတော့မှလဲပြောနေကြတယ်ကွာရှုံးပြန်ပြီးလာမှာပေါ့ဒီလိုပဲလာမှာပေါ့ကျွန်တော်ဘယ်လောက်ထိကြိုးစားနေရအဲ့ဒါတွေဘယ်လောက်တို့အဲ့ဒါတွေမသိဘူးအဲ့ဒါတွေမသိလဲထားလိုက်တော့ပြီးပြောလိုက်လို့ရှိရင်ဝေဖန်ခံနိုင်မှပဲဒီအားကစားလောကထဲရောက်ပေါ့ကျွန်တော်တို့ဒီဝေဖန်ခံနိုင်ဖို့ဒီလောကထဲဝင်လာတာမဟုတ်ဘူးလေကျွန်တော်တို့ဝါဒနာအကြောင်းကျွန်တော်တို့ရဲ့မစွလွတ်နိုင်တဲ့ဒီဟာအကြောင်းကျွန်တော်တို့ရအောင်ကြိုးစားနေရပဲလေပြီးတော့လဲကျွန်တော်တို့ကစားတယ်ဆိုတာကတည်းကမြန်မာနိုင်ငံအလံပါပြီဆိုကြတဲ့ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့ကြိုးစားနေခဲ့တယ်အဲ့ဒါကိုနည်းနည်းပပရှော့ပြီးတော့ပြောပါဦးမအားပေးနေပါစေကျွန်တော်ပြောပြီးသားကျွန်တော်အပေါ်ရန်လဲလာအားမပေးနဲ့ကျွန်တော်လဲတဲ့ပဲနေကပရိသတ်ကြောင့်မိခိုကြောင့်ဒီလိုမျိုးရောက်နေရဆိုကျွန်တော်လည်းလာပြောစေကျွန်တော်လက်မခံဘူးကျွန်တော်လည်းကြိုးစားတယ်โอเคဒီလိုမျိုးပရိသတ်အရလာလဲကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ပြောတယ်ကျွန်တော်ချစ်ခင်ရလူရှိလို့ကျွန်တော်ပြောတယ်ပြီးတော့သူတို့အတွက်ကျွန်တော်ပို့ပြီးတော့ကြိုးစားရှိစိတ်ဖြစ်လာတယ်အဲ့ဒါပဲပရိသတ်ရှိမရှိကျွန်တော်တို့အစားသမားတော့ကြိုးစားနေရတာပဲဘာဖြစ်ကျွန်တော်တို့အိမ်မက်ပရိသတ်ရလာဖို့တက်ကြိုးစားနေတာလည်းမဟုတ်ပါဘူးအဲ့ဒါပြောချင်တာပေါ့ပြီးတော့ကျွန်တော်တို့ဒီမှာဘာတစ်ခုမှအစိုးရထောက်ပံ့မှုလဲကျွန်တော်တို့မယူဘူးဘယ်သူအထောက်ပံ့မှကျွန်တော်တို့ရတာမဟုတ်ဘူးဒါပေမဲ့လူတယောက်ရဲ့ကိစ္စကိုကွယ်မကစားဘူးတော့ဒီတိုင်းပဲဘေးကနေကြည့်တော့ဘယ်လိုပြောမလဲလွယ်ကူတာပေါ့ဒါပေမဲ့ကျွန်တော်တို့မှာဘလောက်ထိငိုကြွေးခဲ့ရလဲနာကျင်ခဲ့ရလဲအဲ့ဒါတွေတီတို့မသိတော့လွယ်လေးနဲ့ပြောနိုင်တယ်ဒီလားအဲ့ဒါကိုဟိုဘက်ကရေးသားတာတွေအရန်ထောက်ခံနေကြတယ်ကျွန်တော်အံ့ဩတယ်ဘလို့မျိုးကိုထောက်ခံပြီးတော့ပြောသူပြောတာအမှန်ပဲတဲ့မထောက်ခံနိုင်မဝင်နဲ့ပေါ့တဲ့ကျွန်တော်တို့ကလည်းဒီထောက်ခံမှုတွေဝေဖန်မှုတွေနဲ့ကျွန်တော်တို့ဒီလောကထဲကိုရောက်လာတာမဟုတ်ဘူးဒီဟာလိုချင်လို့ကျွန်တော်တို့ဒီလောကထဲရောက်တာမဟုတ်ဘူးသူတို့ပြောလိုအပ်ချက်ရှိလို့ထောက်ပတ်တယ်လိုအပ်ချက်ကစားသမားတိုင်းတည်တယ်ဒါပေမဲ့ကစားသမားဆိုတာကအသားတည်တာတဲ့ဟာကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲလို့ချက်ချင်းမလွယ်ဘူးညီတို့ပြောသလိုမရဘူးကျွန်တော်တို့မှလည်းစိတ်အများကြီးရှိတယ်လှုပ်ချင်တဲ့စိတ်တွေပရိသတ်တွေလည်းနိုင်ချင်တယ်ပရိသတ်တွေလည်းပဲပို့ပြီးတော့မှကောင်းသေးချင်နေတယ် so please အားစားသမားကိုတချို့ပေးလေအများကြီးရှိတာပဲဝေဖန်တာလက်ခံတယ်ဒါပေမဲ့အခုပြောတဲ့အဟာတွေကဝေဖန်ရကြီးရလေ
တက်တက်ကိုအားမလို့အားမရလိုက်ပြီးတော့ပြောနေပုံစံလေးအဲ့ဒါတို့လည်းအုံနောက်နည်းနည်းစဉ်းစားပါဦးကျွန်တော်တို့ဖက်ကိုပြသူများတွေကတော့ပြောမှာပဲအေးဒီလိုပြန်ပြောလို့မရင်ကျဲဘူးလို့ပါတော့ကျွန်တော်အခုကတ်ဆပြီးမုန်းခံမယ်အားစားသမားတွေ့တယ်အမုန်းခံပြီးပြောမှာနော်လိုအပ်ချက်ရှိလို့ရှိရင်ပြောချင်တာကကျွန်တော်အားမပေးလဲပြဿနာမရှိဘူးလည်းသိတယ်လိုအပ်ချက်ရှိကစားသမားလည်းသိတယ်သူတို့တင်ပြပေးနေတယ်ဆရာတွေလည်းသိတယ်ဆရာတွေရှိတယ်လိုအပ်ချက်နေတာအားစားသမားသိတယ်လို့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်တင်ပေးနေတဲ့ဆရာတွေလည်းသိတယ်အဲကြောင့်မို့အဲ့ဒီနေရာမှာကျွန်တော်တို့ပြုပြင်နေတယ်အတတ်နိုင်ဆုံးသိရမလားအဲ့ဒါတွေလည်းခင်ဗျားတို့ဘာမှမသိပဲနဲ့ပြောချင်တာကြီးပဲစွတ်ပြောနေဆိုနောက်ဆုံးအနေနဲ့ပြောမယ်โอเคဒီလိုပြောလို့မကြိုက်ဘူးဆိုလို့ရှိရင်လည်းလာအားမပေးနဲ့ပြဿနာမရှိဘူးကျွန်တော်လည်းတခြားဇာသမားဘသူမဆိုထိရင်လည်းကျွန်တော်လည်းကြိုက်တာမဟုတ်ဘူး